မင်္ဂလာပါအခုဗီဒီယိုမှာကတော့2025ခုနှစ်ဇွန်လကနေ2025ခုနှစ်ဒီဇင်ဘာလကုန်တဲ့အထိတိတရာသီဘွားတွေရဲ့အကြောင်းကိုအရှေ့တိုင်းနက္ခတ္တဗေဒနိစနစ်နဲ့တင်ပြဟောပြောပေးသွားမှာဖြစ်ပါတယ်မေလ15ရက်ကနေဇွန်လ15ရက်နေ့တွင်ဝေးဖွားကြသူတွေဟာတိတရာသီဘွားများဖြစ်ကြပါတယ်တိတရာသီဘွားတွေအနေနဲ့2024ခုနှစ်တကြံကာလမတိုင်ခင်မှာအခက်အခဲတွေရှိခဲ့တဲ့တကြံကာလနောက်ပိုင်းမှာစီးပွားရေးလူမှုရေးကျန်းမာရေးစတဲ့အခြေအနေတွေကအခက်အခဲတွေကြားထဲကနေအစဉ်ပြေးလာတာမျိုးကြုံတွေ့ခဲ့ရပါလိမ့်မယ်2025ခုနှစ်ဇွန်လကစပြီးတော့မှမူလဂျိုတွေအနေထားကောင်းရင်ကောင်းတယ်လို့ငွေဒုံရင်ဝင်တာမျိုးလည်းကြုံတွေ့နိုင်တယ်ရင်ဝင်တာမျိုးတွေကြုံတွေ့နိုင်တယ်ပြည်တွင်းပြည်ပခီးစဉ်တွေတွားရတာမျိုးတွေကြုံတွေ့နိုင်ပါတယ်အထူးသဖြင့်ကတော့စုံးမဲ့လို့ထင်ထားတဲ့ကြွေးဟောင်းတွေပြန်လည်ရရှိတာမျိုးကြုံတွေ့နိုင်တယ်အထည်အလိပ်ကုန်ပစ္စည်းတွေအပေါင်းပဲတူလောင်ထားတဲ့ကုန်ပစ္စည်းတွေကလည်းအကျိုးမြတ်များစွာရရှိတာမျိုးတွေကြုံတွေ့နိုင်ပါတယ်အခြေရေးအင်တော်ရေးကိစ္စတွေမှာမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ပေမဲ့မသက်ဆိုင်တဲ့လူတချို့ကြောင့်စိတ်နောက်ရှက်ဖြစ်ရတာမျိုးတုံနဲ့တူကြောက်ကစားဖြစ်ရတာမျိုးပြဿနာတက်တာမျိုးကြုံတွေ့နိုင်ပါတယ်ကျန်းမာရေးနဲ့ပတ်သက်လို့မထင်မှတ်ဘဲနဲ့အသေးစားခွဲစိတ်မှုတွေခံရတာမျိုးကြုံတွေ့နိုင်ပါတယ်ဆောင်ရံတွေကတော့စိန်နာမိခါရတော်ကိုနက်နဲ့အိယာထရင်ကိုကောက်ညာအိယာဝင်ရင်ကိုကောက်ရပပူဇော်ပါမိမိရဲ့တက်စိရပပူဇော်နိုင်ရင်ပို့ပြီးတော့ခေါင်းပါတယ်အင်ကြီးအပြာရောင်ဝတ်တာအမဲသားစားတာကိုရှောင်ပါနှမ်းအတက်ကိုမြတ်စွာဘုရားရှင်ကိုကတ်လူပူဇော်ပေးပါစားကိုနှစ်ပုံပြီးတော့မှခြေထောက်နဲ့နင်းပေးပါတပတ်ကို2ကြိမ်3ကြိမ်လောက်နင်းပေးနိုင်ရင်ပို့ပြီးတော့ကောင်းပါတယ်အရှင်းမြောက်တောက်အရက်ကိုခီးသွားတာမျိုးကိုအထူးရှောင်ကျဉ်ပေးဖို့လိုအပ်ပါတယ်တိတ္တရာသီဘွားများကျမ်းမာချမ်းသာလူဝဆန္ဒတွေပြေဝကြပါသည်